ရုတ်တရက်ထွက်ပေါ်လာတဲ့ပစ်ခတ်တံတွေကြောင့်သူတို့အလုံးပုံခိုးစရာနေရာရှာဖို့ချက်ချင်းပဲပြေးလွှားခဲ့ကြရပါတယ်။သူတို့တွေအခြေအနေကိုအကဲခတ်ဖို့ခေါင်းထောင်ကြည့်လိုက်တဲ့အခါမှာတော့ဒီစက်ရုပ်တွေဟာမနေ့ကလေ့ကျင့်ရေးမှာအသုံးပြုခဲ့တဲ့စက်ရုပ်တွေပဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့အခုချိန်မှာတော့သူတို့ကိုယ်တိုင်ကပြန်ပြီးပြစ်မှတ်ဖြစ်နေခဲ့ပါပြီ။အဲ့ဒီ robot တွေဟာသူတို့ရဲ့စစ်ဗျူဟာတွေကိုတင်ယူထားပြီးသားဖြစ်နေတယ်လို့သူတို့ရဲ့ပစ်ခတ်အားဟာလည်းအရင်ကထက်စေးစားတော့ပိုပြီးပြင်းထန်နေခဲ့ပါတယ်။ဒီဘူကြီးကစက်ရုပ်တွေရဲ့အမြင်အာရုံကိုပိတ်ဆို့ဖို့အတွက်သူ့လူတွေကိုမိခိုးပုံးတွေပစ်ခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူကိုယ်တိုင်ကတော့ဘေးတိုက်ကနေချင်းကပ်ပြီးစက်ရုပ်တွေကိုပြန်ပစ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းကြည်စံတွေဟာအဲ့ဒီစက်ရုပ်ကြီးတွေရဲ့တတူးကိုယ်ထိုင်ပေါ်မှာဘာမှမထိခိုက်စေဘဲဟိုဒီဆင်းထွက်သွားခဲ့ပါတယ်။ဒီဘူကြီးကတော့သူ့ရဲ့နောက်ဆုံးအချိန်ရောက်ပြီလို့တောင်ထင်မှတ်ခဲ့တာပါ။ဒါပေမဲ့စက်ရုပ်တွေဟာစောက်ခွဟုအမိန့်တစ်ခုခုရောက်လိုက်တယ်လို့မျိုးဖြစ်သွားတာကိုသတိထားမိလိုက်ပါတယ်။သူတို့တွေဟာပြစ်ခတ်မှုကိုရုတ်တရက်ရလိုက်ပြီးမိခိုးတွေကြားထဲမှာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့ကြပါတယ်။တိုက်ပွဲအပြီးမှာတော့ရှုပ်ထွေးမှုတွေကြားထဲကနေစစ်သားတယောက်ပျောက်ဆုံးနေတာကိုသတိထားမိလိုက်ပါတယ်။တိုက်ပွဲအတွင်းမှာစက်ရုပ်တွေကသူ့ကိုချက်ချင်းမတက်ခဲ့ပဲသူတို့ရဲ့စက်ရုပ်အသီးလေးတွေအထက်လေ့ကျင့်ရေးပစ်မှတ်အဖြစ်အသုံးပြုခဲ့ကြပါတယ်။အချင်းချင်းရင်းဆိုင်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ဒီစက်ရုပ်တွေကိုသူတို့မရင်နိုင်တော့ဘူးဆိုတာဗိုလ်ကြီးနားလည်သွားခဲ့ပါတယ်။သူကအန်နာကိုစက်ရုပ်အားလုံးကိုချက်ချင်းပေးဖို့အမိန့်ပေးခဲ့ပေမဲ့သူမကတော့ system ထဲကိုဝင်ရောက်လို့မရတော့ကြောင်းပြန်ပြောခဲ့ပါတယ်။အခြေအနေတွေအရဒီစက်ရုပ်တွေဟာကိုယ်ပိုင်စဉ်းစားဉာဏ်တွေရှိလာပြီးအလိုအယောက်တိုးတက်ပြောင်းလဲနေပြီဆိုတာသိတာနေခဲ့ပါတယ်။တခြားရွေးချယ်စရာမရှိတော့တာကြောင့်အကူအညီရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပင်မစခန်းစီကိုဦးတည်ခဲ့ကြပါတယ်။ပင်ပန်းစင်းရဲလာတဲ့တိုက်ပွဲတွေအပြီးမှာတော့ဒီအဖွဲ့ဟာအရင်ကထက်ပိုပြီးတတိထားလာခဲ့ကြပါတယ်။ကျန်တဲ့သူတွေကအချက်အခြားကြတဲ့နေရာတွေကနေကာကွယ်ပေးနေချိန်မှာအန်နာနီဘူကြီးတို့နှစ်ယောက်ပဲတကားဖွင့်ဖို့ရှေ့တက်သွားခဲ့ပါတယ်။တကားဝါကိုရောက်လို့ဖွင့်ဖို့ပြင်ဆင်နေတော့မှပဲကင်းလက်စက်ရုပ်အများအပြားကသူတို့နောက်ကိုလိုက်လာခဲ့ကြပါတယ်။အခြေအနေကိုစောင့်ကြည့်နေတဲ့စစ်သားတွေဟာလည်းချက်ချင်းပဲတိုက်ပွဲဝင်ဖို့အသင့်ပြင်လိုက်ကြပါတယ်။အားလုံးအံ့သွားတာကတော့ဒီစက်ရုပ်တွေဟာမိခိုးပုံးဖြစ်တာကိုပါတက်မြောက်သွားခဲ့တာပါပဲ။နိကတယောက်ဘာတွေထိနေမှနားမလည်နိုင်ခင်မှာပဲသူ့ရဲ့ကြောဘက်ကနေကြီးစန်းတွေအများအပြားထိမှန်သွားခဲ့ပါတယ်။သူတို့ရှိနေတဲ့နေရာကအင်မတန်အခြေအနေဆိုးနေပြီးတိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင်တေးဖို့ပဲရှိပါတော့ပါပြီ။တခုတည်းသောရွေးချယ်စရာကတော့စခန်းထဲကိုအမြန်ပြေးဝင်ဖို့ပါပဲ။ပြီးခတ်မှုတွေကြားထဲကနေအန်နာဟာနောက်ဆုံးမှာတော့တကားကိုဖွင့်နိုင်ခဲ့ပါတယ်။သူ့ရဲ့ရဲဘော်တွေပိတ်မိနေတာကိုမြင်လိုက်ရတဲ့ဘူကြီးဟာသူတို့ကိုကူညီဖို့အမြန်ဆုံးပြန်သွားခဲ့ပါတယ်။စစ်သားတွေဟာလှုပ်ရှားလို့မရတဲ့မြေနေပိုက်တစ်ခုထဲမှာပိတ်မိနေခဲ့တာပါ။နိကတယောက်ဟာအဖွဲ့သားတွေစုခွာနိုင်ဖို့အတွက်နောက်ကနေကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကိုယ်တိုင်စုခွာဖို့ကြိုးစားတဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပါသည်။ကြည်စံတစ်ချက်ကသူ့ရဲ့ပေါင်ကိုထိမှန်သွားပြီးစက်ရုပ်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ဒီဘေးနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာပဲအန်နာဟာနောက်ဆုံးမိနစ်မှာရောက်ရှိလာခဲ့ပါတယ်။သူမရဲ့လုတ်ပိုင်ခွင့်တွေကိုအသုံးပြုပြီးစက်ရုပ်တွေရဲ့ system ကိုအတင်းအကျပ်ပိတ်ပင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း SAR လို့ခေါ်တဲ့စက်ရုပ်ကတော့ထိန်းချုပ်မရပဲနစ်ကိုခွဲစိတ်လေလာကိုအထက်သူ့ရဲ့ဆက်လက်သေးကြီးတွေကိုမြှောက်လိုက်ပါတယ်။အချိန်အကြာကြီးဝေဒနာမခံစားရအောင်နစ်ဟာသူ့ရဲ့ရဲဘော်တွေကိုပဲသူ့ကိုတက်ပေးဖို့တောင်းပန်တိုးလို့ယုံခွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။ဒီဇာလန်ထဲမှာလူသားတွေဖန်တီးထားတဲ့နည်းပညာကလူသားတွေကိုပြန်ပြီးချင်းချောက်လာတဲ့အန်ဒီယေကိုထင်းထင်းရှားရှားမြင်တွေ့ရပါတယ်။အဓိကသင်ခန်းစာယူစရာတွေကတော့ဒီနည်းပညာရဲ့အကန့်အသတ်မရှိပြောင်းလဲမှုစက်ရုပ်တွေဟာလူသားတွေရဲ့ view ဟာကိုတင်ယူယုံတင်တပါပဲကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့စင်ကဲတိုးတက်လာတာဟာထိန်းချုပ်မှုမဲ့တဲ့စစ်ပံပညာရဲ့ကြောက်စရာကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။နေ့စစ်မြေပြင်ကရဲဘော်ရဲပဲစိတ်နိကရဲ့ဆွလွတ်အနစ်နာခံမှုဟာအဖွဲထားတဲ့လွတ်မြောက်ဖို့အတွက်မိမိကိုယ်ကိုပေးဆက်ခဲ့တဲ့မြင့်မြတ်တဲ့စိတ်ထားကိုဖော်ပြနေပါတယ်။၃ရက်ဆက်တဲ့အမန်တရားနောက်ဆုံးမှနိခသူ့ကိုယ်သူတက်ပြီးဖို့တောင်းပန်ခဲ့တာဟာစက်ရုပ်တွေရဲ့လက်ထက်မှာစမ်းသပ်ခံရမယ့်ငရဲထက်ဒီချင်းတရားကပူပြီးတက်တာရစေတယ်ဆိုတဲ့ခါတီးတဲ့အမန်တရားကိုမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။